ဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတို့ဒီကနေ့က15ရက်6လ2026ခုနှစ်ဖြစ်ပါတယ်။တုံနာမတောင်ဝန်တို့အုပ်စုလိန်လေကောက်ကျစ်ရုံမှမှုတွေကိုတပ်တင်တဲ့တော့ကပူးတွဲပြီးတော့အပိုင်း160နှစ်အနေနဲ့ကျွန်တော်ဆက်လက်ပြီးတော့ဖော်ထုတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။တုံနာမတောင်ဝန်ဟာသူ့ရဲ့လိန်ညာကောက်ကျစ်ရုံမှမှုတွေကိုကျွန်တော်တပ်တင်တဲ့တော့ကပူးတွဲပြီးဖော်ထုတ်တင်ပြလာခဲ့တာမနှဲတော့ပါဘူး။ဒါပေမဲ့တုံနာမတောင်ဝန်ဟာအရှော့တိတ်ကကင်းမဲ့စွာနဲ့သူ့ရဲ့လိန်လေမှုတွေကိုမတိကျအောင်ဆောင်ပြီးတော့ဒီကနေ့ချိန်ထိဘာကျုပ်ဆရာတော်ဖျားကြီးနဲ့စေတနာပန်းကင်းဆရာတော်တို့လိန်လေစော်ကတိုက်ခိုက်နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ဒီကနေ့မှာပဲတုံနာမတောင်ဝန်တင်လာတဲ့ post တစ်ပုဒ်ကိုကျွန်တော်တို့တူလေ့လာကြည့်အောင်။စေတနာပန်းကင်းဆရာတော်ကအရှင်ဘုရားတို့ဟာတက်ရှိဘုရားကြီးဆိုပြီးတော့ကိုယ်ဝင်နေကြတဲ့ဘာကျုပ်ဆရာတော်ကြီးဟာအဘိဝန္တသာမဘဝတွေအောင်ပရိယတ္တိစာပေတွေသင်ကောင်းစွာဒါသင်ယူခဲ့တယ်ဆိုပေမဲ့ကိုယ်ပိုင်ညာလည်းမရှိဘူးပါဠိတော်ကောင်းစွာတက်ပြီးတော့အတဲ့တဲ့ပဲကောင်းစွာမသိတဲ့အတွက်ဘဂဝန္တရာပြန်မကျအဖွဲ့ချုပ်ဝင်လူတကာတက္ကမတွေရဲ့အလင်းညာကိုအကြီးကျယ်ခံခဲ့ရပါတယ်ဘဂဝန္တရာပြန်မကျအဖွဲ့ချုပ်ဝင်တွေကမဟုတ်ဆရာဘုရားကြီးဒီ1300ခုနှစ်တရင်ကျွေးလာပြည့်ညမှာရဟန္တာဖြစ်တယ်အားလုံးကြားခဲ့တဲ့အတိုင်းပါပဲမဟုတ်ဆရာတော်ဘုရားရဲ့တပွားသာသနာစာအုပ်စာမျက်နှာ140မှာမဟုတ်ဆရာတော်ဘုရားကြီးက1300ခုတရင်ကျွေးလာပြည့်ညမှာရဟန္တာဖြစ်တယ်လို့ရေးသားဖော်ပြထားတယ်ဆိုတာကိုကလင်ကကြီးလူအောက်တန်းစာလူရင်ကြီးစားသူနာမတောင်းဝင်ခဏခဏလိန်လည်လေးရှိပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့6ရက်6လ2026နေ့မှာအပိုင်း146နေနဲ့တပ်တဲ့တို့ကပူးတွဲပြီးတော့ကျွန်တော်ဖော်ထုတ်တင်ပြခဲ့ပါတယ်နောက်ပြီးတော့12ရက်6လ2026နေ့မှာလည်းအပိုင်း150ခုနှစ်အနေနဲ့တပ်တဲ့တို့ကပူးတွဲပြီးတော့ကျွန်တော်ဖော်ထုတ်တင်ပြခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်အောက်ထဲမှာဝင်ရောက်လေးလာမယ်ဆိုလို့ရှိရင်တပ်တဲ့တို့ကတုံတော်မတောင်းဝင်လိန်လေကောက်ကြည့်ရုံမှထားတာကိုအားလုံးသိရှိရမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုဖိုင်ဆက်လေးလာကြည့်အောင်ကိုပြန်တော်မူတဲ့နောက်ဓာတ်တော်ကြီးကြားတဲ့ခါမှာမြတ်စွာဘုရားတဲ့ပြင်ဓာတ်တော်ကြီးပိုးကြတယ်မျိုးလုံးတော်အစုံဆိုးဆက်ဆက်ကြီးကိုကြတယ်အခြားသောဆံတော်တွေအသွေးတော်တွေအသားတွေဓာတ်တော်ပေါင်းများများစွာကြတယ်ဒီလိုလင်ခဲ့ပါတယ်ဓာတ်တော်ကိစ္စပါကလင်ကကြီးလူအောက်တန်းစာလူလင်ကြီးစားတုံတော်မတောင်းဝင်ရမြတ်စွာဘုရားကိုညာတော်နဲ့ခွဲခြားတာလားဒီရုပ်ဝတ္ထုဓာတ်တော်တွေနဲ့ခွဲခြားတာလားမသိတဲ့လူအောက်တန်းစာကြီးပါအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တုံတော်မတောင်းဝင်တို့ညီကိုတွေကလိန်နာတာတွေကို6ရက်6လ2026နေ့မှာအပိုင်း145အနေနဲ့ကျွန်တော်တပ်တင်တဲ့တော့ကပူးတွဲပြီးတော့ဖော်ထုတ်တင်ပြပေးလာပြီးဖြစ်ပါတယ်ကျွန်တော်ကောက်ထဲမှာအားလုံးဝင်ရောက်လေးလာမယ်ဆိုလို့ရှိရင်တုံတော်မတောင်းဝင်တို့ညီကိုတွေကလိန်လေကောက်တရုံမှမှုတွေ့ရှိရမှာဖြစ်ပါတယ်ဗီဒီယိုဖိုင်ဆက်လေးလာကြည့်အောင်မဟုတ်ဆရာတော်ကြီးရဲ့တောင်ဝတိယဌာနမြတ်စွာဘုရားရဲ့နှစ်ဌာနပို့တယ်မြတ်စွာဘုရားတောင်ဝတိယဌာန၄ဌာနပဲရှိတယ်မဟုတ်ဆိုရင်နှစ်ဌာနပို့တယ်ဆိုပြီးလိမ့်ပါတယ်ရှင်သာရိပုတ္တရာရှင်မောဂလန်တို့ရဲ့ညာတော်ကဘယ်တော့မှမသိဘူးမဟုတ်ဆိုရင်ညာတော်ကတော့9ပေ8လက်မှရှိတယ်လို့လိမ့်ကြတယ်လိမ့်တာကိုရတာရုပ်တုကြီးထုလို့ပြီးတော့လိမ့်တာပါမဟုတ်ဆိုရင်ဓာတ်တော်ကြလို့စေတီတဲတယ်မင်္ဂလာဓာတုဓမ္မစေတီဆိုပြီးတော့စေတီတဲ့လက်ပြီးတော့လိမ့်ပြီးတော့တဲပါတယ်မောဂပရိသသမုပ္ပါသဝဉ္ကြီးမားနေတာကိုဒါမှန်ပါတယ်လို့လည်းလိမ့်ပါတယ်ဒါဒီလိုလိမ့်နေတာကိုပါကျုပ်ဆရာတော်ကြီးကယုံပါတယ်ယုံပြီးတော့ပါကျုပ်ဆရာတော်ကြီးကမဟုတ်ဆရာတော်ကြီးဟာကျေးဇူးတော်ရှင်အကမဟာပါဠိနာညာတော်၅ပဲရှိလဲမှရှိတဲ့ညာတာကြီးဖြစ်ပါတယ်မောဂဆရာတော်ကြီးကကမ္ဘာရဆရာအစီကြီးဖြစ်ပါတယ်လို့ထောက်ကခြင်းဖြစ်ပါတယ်ပါကျုပ်ဆရာတော်ကြီးကဗုဒ္ဓဘာသာခေါင်းဆောင်လုပ်ပြီးတော့ဒီလောက်ထိမောဂဆရာတော်ကြီးရဲ့ဗဇာဖျားမောဂတရားဓမ္မတွေရဲ့ဗဇာဖျားမှာလမ်းဆုံးနေတာဗုဒ္ဓဘာသာလို့သိရှင်းစရာကောင်းပါတယ်စေတနာပန်းကင်းဆရာတော်ကဒီလိုအားလည်းချက်ရှိတယ်သူတော်ဘာလေးတွေခန်းနေရတဲ့ပါကျုပ်ဆရာတော်ကြီးကိုတက်ရှိဘုရားဆိုပြီးကိုးဝယ်တာလေအဲ့လိုမှတော့ရှင်းစရာကောင်းမှလာပါတယ်ဗျာဒီပြဿနာကိုရှင်ဘုရားဖြေရှင်းပေးသေးလို့ပါတယ်အားလုံးတန်တရားကင်းပေးသေးခြင်းလို့ပါကလင်ကကြီးလူအောက်တန်းစာလူလင်ကြီးစားတုံတော်မတန်ဝဲရမဟုတ်ဆိုတော့ဘုရားကြီးကိုမြတ်စွာဘုရားနဲ့တိုက်ခိုက်တဲ့နေရာမှာတန်ဝဲစရိယဌာနတွေနဲ့9ပေ8လက်မှရှိတဲ့ရုပ်ထုကိုအကြောင်းပြပြီးတော့တိုက်ခိုက်လိမ့်ရှိပါတယ်ဒါပေမဲ့ဘယ်စာမျက်နှာဟိုရည်ရွယ်ပြီးတော့လိန်လေစော်ကတိုက်ခိုက်တယ်လဲဆိုတာကိုတော့သူဖော်ပြလိမ့်မရှိပါဘူးတေချာတာကတော့သူလိန်လေကောက်ကြည့်ရုံမှထားတယ်ဆိုတာကိုတော့ကျွန်တော်တထစ်ချပြောနိုင်ပါတယ်